များစုကပတ်စံမရှိလို့ဆင်းရဲတာမဟုတ်ဘူးပတ်စံကိုဘလို့ထိန်းရမလဲမသိလို့ဘဝကအမြဲတမ်းခက်ခဲနေတာလစာထွက်တဲ့နေ့မှာပျော်နေတယ်ဒါပေမဲ့တပတ်တောင်မခံဘူးပတ်စံကပျောက်သွားပြီတချို့လူတွေကပတ်စံများများရရင်ချမ်းသာမယ်ထင်တယ်ဒါပေမဲ့ဝင်ငွေကြီးတဲ့သူတချို့တောင်အကျွေးနဲ့နေရတော့မယ်ဘာလို့လဲအကြောင်းကသူတို့မှာ money control မရှိလို့ပဲပတ်စံဆိုတာမင်းရှာနိုင်တာထက်မင်းထိန်းနိုင်တာကပိုအရေးကြီးတယ်တစ်လကို3သိန်းရတဲ့သူက9သိန်းသုံးနေတယ်ဆိုသူကဆင်းရဲနေအောင်မှာပဲဒါပေမဲ့တစ်လ2သိန်းပဲရတဲ့သူက3သိန်းခွဲပဲသုံးပြီးကျန်တာသိမ်းထားတယ်ဆိုအဲ့လူကအနာဂတ်တည်ဆောက်နေပြီလူအများစုမှားနေတဲ့အရာတစ်ခုရှိတယ်ကြံမသိမ်းမယ်ဒါကဘယ်တော့မှမကြံဘူးချမ်းသာခြင်းရင်အရင်သိမ်းပြီးမှသုံးပတ်စံကိုစိတ်ခံစားချက်နဲ့မသုံးနဲ့ဝမ်းထဲလို့ဈေးဝယ်ထွက်တာ stress ဖြစ်လို့ကော်ဖီဝယ်တောက်တာသူများရှိလို့ကိုယ်လဲဝယ်ချင်တာဒီအရာတွေကတဖြည်းဖြည်းမင်းရဲ့အနာဂတ်ကိုစားနေတဲ့အရာတွေတကယ်ချမ်းသာတဲ့လူတွေကသူများမြင်ဖို့မသုံးဘူးသူတို့အတွက်လွတ်လပ်မှုကိုသုံးတယ် financial freedom ဆိုတာ Ferrari ကားစီးတာမဟုတ်ဘူးမနှက်ဖြန်ငွေမရှိတော့မှာကိုမကြောက်ရတဲ့ဘဝအဲ့ဒါကမှတကယ်လွတ်လပ်မှုအစစ်ဒီနေ့ကစပြီးမင်းရတဲ့ပတ်စံကိုအလုပ်လုပ်ခိုင်းပါမင်းကတစ်သက်လုံးပတ်စံနောက်လိုက်နေမလားဒါမှမဟုတ်တနေ့ပတ်စံကမင်းအတွက်အလုပ်လုပ်ပေးမလားအဖြေကဒီနေ့မင်းလုပ်တဲ့ decision ပေါ်မူတည်တယ်